မေကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အစိုးရအဖွဲ့ဝင်တွေကိုပြစ်မှတ်ထားတဲ့ဇနတ်သမားတို့ကိုအခမ်းအနားတစ်ခုမှာဖမ်းဆီးရမိခဲ့ပါတယ်။ဝက်ဆောင်းသတင်းထောက်အတင်းညစာစားပွဲကိုအတင်းဝင်ရောက်ဖို့ကြိုးပမ်းခဲ့တဲ့ဇနတ်သမားရဲ့ဖြစ်နိုင်ခြေရှိတဲ့ပြစ်မှတ်တွေဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေဖြစ်တယ်ဆိုပြီးယာယီရှိနေချုပ်ကပြောကြားလိုက်ပါတယ်။အမေရိကန်သတင်းမီဒီယာတွေမှာအမည်ဖော်ပြမထားတဲ့အသက်32နှစ်အရွယ်ရရှိသူဟာစနေနေ့ကဝါရှင်တန် DC ဟိုတယ်တစ်ခုမှာပြုလုပ်ခဲ့တဲ့ဝေးလုံခြုံရေးဂိတ်အနီးမှာစနစ်တိခတ်ခဲ့ရတော့ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ NBC သတင်းဌာနဖော်ပြချက်အရဇန်သမားရဲ့အယူချက်ကိုစုံစမ်းနေစေဖြစ်ပေမဲ့ပဏာမစစ်ဆေးချက်တွေအရသူဟာအစိုးရဖွဲ့တာဝန်ရှိသူတွေကိုပြစ်မှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်ကို FBI ရဲ့ရဇဝတ်မှုဆိုင်ရာဌာနခွဲနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တွေကစုံစမ်းပူးပေါင်းစုံစမ်းနေပါတယ်။စင်ပေါ်ကနေဘေကင်းယာကိုအမြောက်ခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့သမ္မတထရမ့်ကတော့ဒီချက်ပူပြီးအနေနဲ့အသက်မွေးဝမ်းကြောင်းအလိုမျိုးရှိအောင်မယ်လို့ကျွန်တော်မထင်ဘူးဆိုပြီးပြောကြားခဲ့ပါတယ်။ဒီနေ့ကထုတ်ပြန်ခဲ့တဲ့ White House ရဲ့ထုတ်ပြန်ချက်မှာတော့ဒီနေ့နဲ့ပြခတ်လောက်ကြဖို့ကြိုးပမ်းမှုကနေအစိုးရဖွဲ့ဝင်တွေနဲ့အတူလွတ်မြောက်လာခဲ့ပြီးရဲ့နောက်သမ္မတထရမ့်ကကြောက်ရွံ့မှုကင်းမဲ့စွာရှိနေကြောင်းသိရပါတယ်။ဝက်ဆောက်သတင်းထောက်တွေအနေနဲ့ဥက္ကဋ္ဌဝင်းချင်းကတော့ဒီတိုက်ခိုက်မှုဟာတုံ့လှုပ်ခြောက်ခြားစရာကောင်းတယ်လို့ပြောကြားခဲ့ပါတယ်။ညစာစားပွဲမှာသမ္မတထရမ့်ရဲ့ဘေးမှာထိုင်နေခဲ့တဲ့ဂျင်းကအဲ့ဒီပေါင်းထောင်နဲ့ချီကိုပေးကင်းအောင်ကောက်ွယ်ပေးခဲ့တဲ့လုံခြုံရေးအဖွဲ့ရဲ့လှုံ့ဆော်ချက်တွေကိုတင်းငွေတွေကဒီလိုတင်စကားပြောကြားခဲ့ပါတယ်။သတင်းထောက်တွေအတင်းဘုတ်အဖွဲ့အနေနဲ့ဆက်လက်ဆောင်ရွက်သွားမယ့်အစီအစဉ်တွေကိုအစည်းအဝေးလုပ်ပြီးဆုံးဖြတ်တော့မှဒီတောင်ပြောကြားသွားပါတယ်။သမ္မတထရမ့်ကတော့ Fox News ကိုပြောကြားတဲ့နေရာမှာတန်ကြာရှိသူဟာသူ့ရင်ထဲမှာမုန်းတီးမှုနဲ့အတော်ကြာကြရကင်အောင်နေတာဖြစ်ပြီးသူဟာစိတ်ပိုင်းဆိုင်ရာခက်ခဲရုန်းကန်နေရသူဖြစ်တဲ့ဆိုတာကိုသူမိသားစုကလည်းသိတယ်လို့ဆိုပါတယ်။ဒါပြင်တန်ကြာရှိသူမှာပညာချက်စာတမ်းတစ်ခုရှိပြီးသူကခရစ်ယာန်ဘာသာကိုပြင်းပြင်းထန်ထန်စန့်ကျင်သူဖြစ်ပုံရတယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။ဒီအသက်32နှစ်အရွယ်အလန်ဟာဆိုရှယ်မီဒီယာပေါ်မှာသမ္မတထရမ့်ကိုစန့်ကျင်တဲ့စာရေးသားခဲ့ဘူးတဲ့ရဇဝင်ရှိတယ်လို့ဒီတပ်ဖွဲ့သတင်းဒီနေ့တွေကဖော်ပြထားပါတယ်။စနေနေ့ဒေသစံတော်ချိန်ည8:35မိနစ်ခန့်မှာဝါရှင်တန်ဟီလ်တန်ဟိုတယ်ရဲ့ဘုံပေါက်ခန်းမှာရန်ကနေထွက်ပေါ်လာခဲ့တာပါ။ဒီချိန်က West House သတင်းထောက်များညစာစားပွဲကိုတော့အော်ထက်ခန်းမှာကျင်းပနေတာဖြစ်ပါတယ်။ဒီကနေထွက်ပေါ်လာပြီးနောက်သမ္မတကတော့လန်နီဟာထရမ့်နဲ့ဒုသမ္မတဂျေဒီဘန်တို့ကိုလုံခြုံရေးဖွဲ့ဝင်တွေကခမားတဲ့နဲ့အများဆုံးခေါ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။ထရမ့်ကတော့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်သိချင်နေခဲ့တာဘာဖြစ်နေလဲဆိုတော့ကျွန်တော်ကြည့်ချင်နေခဲ့တာပါအဲဒီချိန်ကျမှပဲဒါဒီလိုဆိုးရွားတဲ့ပြဿနာတစ်ခုဖြစ်နိုင်နေဆိုတော့ကျွန်တော်တို့စတင်သတိထားမိခဲ့ကြရင်လို့ပြောပါတယ်အချိန်မှာတော့လုံခြုံရေးဖွဲ့ကသူ့ကိုဘေးကင်းရမှာပုံနေဖို့နဲ့ချမ်းပြင်ပေါ်မှာဝတ်ပေးနေပါလို့တောင်းဆိုခဲ့ကြောင်းထရမ့်ကပြောပါတယ်သူကသူ့ရဲ့လုံခြုံရေးဖွဲ့ဝင်တွေကိုတကယ်ကိုတော်ရဲလို့ရပါဆိုပြီးချီးကျူးစကားပြောကြားခဲ့ပါတယ်